စေတောက်เสียမလို့ပဲတဘာဝအတိုင်းကြားခွန်အားကိုနှက်ဆမြင့်တင်ကြပါသလားကျွန်တော်တို့နေ့တိုင်းမြင်နေရတဲ့ဂျင်းကိုစနစ်တကျစားပြီးုံနဲ့တင်တင်းရဲ့စွမ်းဆောင်ရည်တွေတိတိတတော်ပြောင်းလဲလာမှာပါဘလို့စားရမလဲဘယ်အချိန်မှစားရမလဲဆိုတော့ဒီဗီဒီယိုလေးထဲမှာအသေးစိတ်ရှင်းပြထားပါတယ်အမျိုးသားတယောက်အတွက်တက်စတိုစတီရုန်လို့ခေါ်တဲ့အမျိုးသားဟော်မုန်းကအလွန်အရေးကြီးပါတယ်ကြက်သားထွက်ဖို့အယိုးအစစ်တန်မာဖို့စိတ်ဓာတ်တကြွဖို့နဲ့အဓိကကတော့ရှင်းမှုရေးရမှာစွမ်းဆောင်ရည်ကောင်းမှုအတွက်ဒီဟော်မုန်းကအဓိကမောင်းနှင်အားဖြစ်ပါတယ်ဒီနေ့မှာတော့ငွေကုန်ကြီးကြားတက်တာပြီးထိရောက်လွန်တဲ့ဂျင်းကိုအသုံးပြုပြီးတင်းရဲ့ဟော်မုန်းပမာဏကိုနှစ်ဆမြင့်တင်ပေးမဲ့နီလန်း9ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နီလန်းနံပါတ်1ပထမဆုံးနီလန်းကတော့အခြေခံအကျဆုံးနဲ့အထက်ဆုံးနီးပါဂျင်းကိုပပလီပြီးဒါမှမဟုတ်ထောင်ပြီးပြားရည်စစ်စစ်နဲ့စိန်ထားပါညအိတ်ခဏီမှာဒီဂျင်းပြားရည်စင်ကိုတစွန်းစားပေးပါဂျင်းကသွေးလက်ပတ်မှုကိုကောင်းစေပြီးပြားရည်မှာပါတဲ့ဘရွန်ဓာတ်ကတက်စတိုစတီရုန်ကိုမြင့်တင်ပေးတဲ့အတွက်ဒီနှစ်ခုပေါင်းလိုက်ရင်အမျိုးသားတွေအတွက်အထူးကောင်းမွန်တဲ့အားစိတ်တစ်ခွက်ဖြစ်သွားပါတယ်နီလနံပါတ်2မနက်ခင်းအိယာထထချိန်မှာကော်ဖီအစားဂျင်းလက်ဖက်ရည်ကိုပြောင်းတောက်ကြည့်ပါဂျင်းလက်လက်ဆက်ဆက်ကိုရန်နွေးထဲမှာ9မိနစ်လောက်ပြုတ်ပြီးတောက်ပေးတာပါဂျင်းမှာပါတဲ့ဂျင်ဂျာရော့ဆိုတဲ့ဓာတ်ကခန္ဓာကိုယ်ထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးပြီးမျိုးပွားအင်္ဂါတွေစီသွေးစီးဆင်းမှုပိုကောင်းအောင်လှုပ်ဆော်ပေးပါတယ်နီလနံပါတ်3ဒါကတော့အနက်နည်းနည်းပြင်းပေမဲ့ရလက်ကတော့ရှယ်ပါပဲကြက်တုံဖြူနဲ့ဂျင်းကိုတွဲစားတာပါကြက်တုံဖြူမှာပါတယ်အဲလီစင်ကသွေးရိုးတွေကိုပွင့်စေပြီးဂျင်းကဟော်မုန်းထုတ်လုပ်မှုကိုအားပေးပါတယ်ဟင်းထဲမှာဒီနှစ်ခုကိုများထည့်စားတာမျိုးဒါမှမဟုတ်အစိမ့်လိုက်ခပ်ပါပါလေးသွေးစားတာမျိုးကတင့်ရဲ့ခန္ဓာရည်ကိုတိတိတတ်တာတိုးတက်စေပါတယ်နီလနံပါတ်4တခါတလေမှာခန္ဓာကိုယ်ထဲမှာအစိတ်အတောက်တွေများနေရင်လည်းဟော်မုန်းထုတ်လုပ်မှုနှိကွေးတတ်ပါတယ်ဂျင်းကိုကြိတ်ပြီးအရင်ညှစ်ပါပြီးရင်တမယာရဲ့အနေငယ်နဲ့ရေနွန်းနွန်းလေးထဲရောတော့ပါဒါဟာကိုတွင်းတန်းစင်ပေးအောင်တွေမကပဲတက်စတိုစတီရုန်ထုတ်လုပ်တဲ့လမ်းကြောင်းတွေကိုပွင့်စေပါတယ်နီလနံပါတ်5အကောင်းဆုံးအာနိသင်ကိုလိုချင်ရင်တော့ထမင်းစားပြီးတိုင်းဂျင်းပြားလေးတစ်ပြားနှစ်ပြားလောက်ကိုအစိမ့်လိုက်ဝါစားပေးပါဒါဟာအစာရှိစနစ်ကိုကောင်းမွန်စေတယ်လို့ဂျင်းမှာပါတဲ့ဇင်းဓာတ်ကိုဓာတ်ရရှိစေပါတယ်ဇင်းဓာတ်ဟာအမျိုးသားဟော်မုန်းထုတ်လုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့တတ္ထုဓာတ်ဖြစ်ပါတယ်နီလနံပါတ်6မနက်စာမှာကြက်ဥကြော်တာပဲဖြစ်ဖြစ်ပြုတ်တာပဲဖြစ်ဖြစ်ဂျင်းမဟုတ်ဒါမှမဟုတ်ဂျင်းနှုတ်စင်နာတာလေးဖြူစားပါကြက်ဥမှာပါတဲ့ဗီတာမင် D နဲ့ကိုလက်စတရောကောင်းတွေဟာတက်စတိုစတီရုန်ရဲ့ကုန်ကြမ်းတွေဖြစ်ပြီးဂျင်းကအဲ့ဒီကုန်ကြမ်းတွေကိုဟော်မုန်းအဖြစ်ပြောင်းလဲပေးတဲ့နေရာမှာအထောက်အကူပြုပါတယ်နီလနံပါတ်9ဒါကတော့ထူးထူးခြားခြားနီလန်လေးပါဂျင်းပြုတ်ရည်ကိုရေရှိုးကတ်နဲ့ထည့်ပြီးစိန်တာဒါမှမဟုတ်ခြေထောက်စိန်တာမျိုးပါဂျင်းရဲ့အပူဓာတ်ဟာသွေးကြောတွေကိုပွင့်စေပြီးတကိုယ်လုံးလန်းဆန်းသွားစေပါတယ်သွေးလက်ပတ်မှုကောင်းတာဟာကျန်းမာတဲ့ဟော်မုန်းထုတ်လုပ်မှုပမာဏရရှိဖို့အရှိကမှာပဲအခုပြောပြတဲ့နီလန်း9ခုဟာအရန်ကိုရိုရှင်ပြီးအိမ်မတင်လုံးလို့ရတဲ့နီလန်းတွေဖြစ်ပါတယ်အဓိကအချက်ကတော့တရက်2ရက်လုံးရုံနဲ့မဟုတ်ပဲပုံမှန်လေးစားသုံးပေးဖို့လိုပါတယ်ဒါပေမဲ့တစ်ခုတတိထားရမှာကဘိုက်ထဲမှာအနာရှိတဲ့သူတွေဒါမှမဟုတ်တွေးကြစီတောင်းနေရတဲ့သူတွေဆိုရင်တော့ဆေးရဝင်နဲ့တိုင်ပြီးမှစားစေချင်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင်လိုက်လုပ်ပြီးခါကြလို့မမေ့ပါနဲ့အောင်နော်နောက်ထပ်လည်းအမျိုးသားကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေသိချင်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးပါဦးခင်ဗျာအားလုံးပဲကျန်းမာတန်ဆွမ်းတဲ့အမျိုးသားများဖြစ်ကြပါစေ